online ပေါ်မှာတခြားသူတွေထက်ဝင်ငွေများများရကျင်တယ်ဆိုရင်เนาะတခြားသူတွေအတွက်အကျိုးရှိစေမဲ့ knowledge share တွေကိုရွေးချယ်ပြီးဖန်တီးတင်ဆက်ရင်ကိုယ့်ရဲ့ RBN တွေပိုများသလိုဝင်ငွေတွေပိုရပါတယ်ခင်ဗျာတခြားသူတွေအတွက်အကျိုးရှိစေမဲ့ဒီ content idea ကဘယ်လိုပုံစံမျိုးလဲလို့ကျွန်တော်ကိုလာမေးနေကြတဲ့သူတွေရှိတယ်ဒီတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာအဲ့ဒီအကြောင်းအရာလေးကိုကျွန်တော် sharing လုပ်ပေးမယ်เนาะကျွန်တော်ပြောပြပေးမယ် okay ဥပမာဆိုကြပါစို့ဗျာဒါကကျွန်တော်တက်တယ်မှာကင်ထားတာကဒါဟိုပါလေအစာရင်စေးเนาะကဲစမယ်ဗျာအစာရင်ဝေဒနာကိုနှစ်ရှည်လာများခံစားနေရတဲ့သူတွေရှိလားမသိဘူးခင်ဗျာကျွန်တော်လည်းခံစားနေရပါတယ်ဒီလိုပုံစံမျိုးပေါ့เนาะကျွန်တော်ဆိုရင်ဒီဆေးလေးကိုတောက်တာ3လလောက်ရှိပါပြီဒီဆေးရဲ့စိုးကျိုးတွေကောင်းကျိုးတွေကိုပြောเนาะဘလို့အချိန်တွေမှာတောက်ရတယ်ဘလို့လူတော့တောက်တင်တယ်ဘလို့လူတော့မတောက်တင်ဘူးဒီဆေးရဲ့စိုးကျိုးကောင်းကျိုးတွေကိုကပြောအခြားသူတွေလုံးဝမသိသေးတဲ့အကြောင်းအရာကိုကိုကပြန်ပြီးတော့ပြောပြပေးတာကိုကပြန်လဲပြီးတော့မျှဝေပေးတာဆိုရင်ဒါတခြားသူတွေအတွက်လုံးဝအကျိုးရှိသွားပြီတခြားသူတွေအတွက်အကျိုးရှိရင်ဒါကိုယ့်ရဲ့ဗီဒီယို content ကသိရမလားဘယ်လိုပြောမလဲဆိုတော့တခြားသူတွေအတွက်အကျိုးရှိမဲ့ဗီဒီယို content ပုံစံမျိုးလုံးဝဖြစ်သွားပြီဗျာเนาะကျွန်တော်ပြောချင်တာဒါကိုပြောချင်တာဒါကဒီ save မှမဟုတ်ဘူးဗျာတခြားသောအရာတွေအများကြီးရှိရဗျာသူများမသိသေးတဲ့အကြောင်းအရာကိုပြန်လဲမျှဝေပေးခြင်းကတခြားသူတွေအတွက်အကျိုးရှိစေမဲ့ content ပုံစံမျိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြောချင်တာအဲ့ဒါကိုပြောချင်တာเนาะဒီ save မှမဟုတ်ဘူးတခြားသောဟာတွေအများကြီးကိုကပြန် share လုပ်ပေးလို့ရတယ်ဥပမာကဟိုကဗာလဲYouTube channel ဖွင့်ပြီးတို့ဟို Facebook မှာဒေါ်လာရှာနေဘာညာတရာကမသိရမလားဒီတိုင်း social media နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းဖန်တီးလို့ရတယ်ဒီလိုမျိုးကျမ်းမာရေးနဲ့ဆိုင်ရာလည်းဖန်တီးလို့ရတယ်တခြားသောအများကြီးဖန်တီးလို့ရတယ်ဗျာနော်ဒီလိုမျိုးကိုကဟိုကဗာလဲသူများအတွက်အကျိုးရှိစေမယ့်အကြောင်းအရာလို့ခေါ်ပါတယ်ခင်ဗျာဒီလိုဗီဒီယိုတွေဖန်တီးတာကပတ်စံလဲပိုရသလိုကိုယ့်ကိုအားပေးတဲ့သူတွေကလည်းကိုယ့်ကိုမှတ်ထားကြတယ်ဗျာတကယ်လို့ကိုကဗျာ YouTube မှာဗီဒီယိုတင်နေဆိုရင်ကိုယ့်ရဲ့ channel ကိုတို့က subscribe လုပ်ပေးထားတယ်တကယ်လို့ကိုက Facebook မှာတင်နေဆိုရင်လည်းထိုနည်းလက်ကောင်းပဲ follow လုပ်ပေးထားကြမယ်နောက် TikTok လည်းဒီလိုပုံစံမျိုးပဲဒီလိုမျိုး subscribe တွေဒီလိုမျိုး follow တွေလုပ်ပေးတယ်ဆိုတာကကိုယ့်ကိုအားပေးတဲ့သူတွေကိုယ့်ကိုချစ်ခင်တဲ့သူတွေကကိုယ့်မှာအခိုင်အမာရှိလာပြီသူကတော့ဘယ်လိုပုံစံမျိုး knowledge တွေလုပ်ပေးတယ်နော်သူကတော့ဘယ်လိုဘူးသူကရတဲ့ဟာသူကလုပ်ပေးတယ်ဒီလိုပုံစံမျိုးလေးပေါ့အများနဲ့ကိုယ့်ကိုဗျာသူတို့ရဲ့အုံနောက်ထဲမှာကိုယ်အများနဲ့မှတ်ထားကြတယ်ဗျာဒီလိုပုံစံမျိုးပေါ့နော်ကျွန်တော်ပြောချင်တာအဲ့ဒါပြောချင်တာဗျာအဲ့အတွက်ကြောင့်ကိုကဘယ် social media platform ပေါ်မှာပဲဖြစ်ပေါ့ဗျာကိုကဗီဒီယိုတွေဖန်တီးမယ်ဆိုရင်တခြားသူတွေအတွက်အကျိုးရှိစေမဲ့ဗီဒီယိုတွေကိုရွေးချယ်ပြီးဖန်တီးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဒီလိုဖန်တီးတာကကျွန်တော်တို့ရှည်အတွက်လည်းလုံးဝကောင်းပါတယ်နော်โอเคဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာဒီအခုကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေကလည်းသူများအတွက်ဒါ sharing လုပ်ပေးတာပဲเนาะသူများအတွက်လုံးဝအကျိုးရှိသွားတာပဲဗျာเนาะโอเคကျွန်တော်တို့ဟိန်းထက်နိုင်ပါခင်ဗျာ